လူတယောက်ကိုတင်ဘလောက်ထိယုံကြည်ရဲတယ်စက္ကန့်တိုင်းမှာတေချင်းတရားနဲ့နီးကပ်နေတဲ့အခါမင်းရဲ့အကြီးမားဆုံးလှုပ်ဝက်ချက်ကိုဘယ်သူ့ကိုပြောပြမလဲဟီဆူရဲ့အသိကအမောင်တို့နဲ့ဘုံစောရဲ့မိခင်စီကိုတနက်မတ်လာနေတဲ့တင်မင်းရဲ့ခြေတံ movie ရဲ့ဒီပိုင်းမှာတော့ဇလန်ကအသက်ရှင်ရေးအတွက်အသေးအံရုံးကန်မှုတွေနဲ့အဆုံးသတ်သွားပါလိမ့်မယ်ငယ်စဉ်ကတည်းကအမေဆုံးမသွားပြီးတဲ့နောက်အဖေဖြစ်သူနဲ့တူနေရာအဆောင်ကိုပြောင်းရွှေ့ခဲ့ရတဲ့ဟီဆူကနောက်ဆုံးနှစ်ကျောင်းမှာကျောင်းနဲ့အကြမ်းဖက်မှုတစ်ခုကိုမျက်မြင်ကြုံတွေ့ခဲ့ရပါတယ်ဒီမခံနိုင်တဲ့အဆုံးသူမတယောက်တည်းလူ19ယောက်ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဘာဖြစ်လို့အဲ့လိုတိုက်ခိုက်နိုင်ခဲ့ရလဲဆိုတော့ဟီဆူကဘလောက်ပဲထိခိုက်တဲ့အရာရပါစေချက်ချင်းပြန်လည်ကုသနိုင်တဲ့စွမ်းအားနဲ့မတည်နိုင်တဲ့စွမ်းအားရှင်ဖြစ်နေလို့ပါပဲ။သူမကဒီအကြောင်းတွေကိုပုံစော့ကိုပြောပြပြီးသူတို့နှစ်ယောက်ကလှုပ်ဝက်ချက်တွေကိုဖလှယ်ပုံမရှင်းပြီးတော့ကြပါပြီ။တစ်ဖက်မှာတော့ရဲတွေမျိုးသားလုံခြုံရေးဌာနနဲ့ဟီဆူရဲ့အဖေတို့ကစွမ်းအားရှင်တွေတယောက်ပြီးတယောက်တည်ဆုံးနေတာကိုတဲတန်စုံစမ်းနေကြပါတယ်။အထူးသဖြင့်တည်ဆုံးသွားတဲ့လျှက်စစ်စွမ်းအားရှင်ရဲ့တားဖြစ်သူကသူ့အဖေရဲ့စွမ်းအားကိုစက္ကန့်တာပြီးဘတ်စကားမောင်းရင်ဘဝကိုအေးအေးဆေးဆေးဖြတ်တန်းနေတာပါ။သူ့ဖေစီကစက္ကန့်တာနဲ့စွမ်းအားတွေကြောင့်ငယ်စဉ်ကတည်းကဘဝကဗျမ်းမနာနိုင်ခဲ့ပြီးအလောက်ကင်စင်ပြီးခဲ့သူပါ။နောက်ဆုံးမှာတော့ဘဝကိုအေးအေးဆေးဆေးဘတ်စကားမောင်းရင်ဖြတ်တန်းနေတဲ့သူ့ရဲ့မျက်လုံးတွေကဝမ်းနည်းမှုတွေအဖရင်ရဲ့ရက်စက်မှုတွေကြောင့်ပိုပြီးတောက်လောင်လာတော့မှာပါ။တစ်ဖက်မှာလည်းလူတော်မဖရင်ကဘုံစောရဲ့အမေမီဟွန်းစီကိုတက်လက်မဲ့မဲ့ရောက်လာခဲ့ပါပြီ။သူကလူတော်သမားမှန်မီဟွန်းကတိနေတဲ့အတွက်အချိန်တိုင်းမှာတက်ရှူမှောင်းလာအောင်တင်းမာနေရပါတယ်။ဒီအချိန်မှာပဲကျောင်းကနေအချိန်ကိုက်ပြန်လာတဲ့ဘုံစောတားဖြစ်သူကိုစွမ်းကုန်ကောက်ွယ်မဲ့မိခင်ပန်းရှင်တွေကိုပဲပြစ်မှတ်ထားတက်ဖြတ်နေတဲ့လူတော်သမားဖရင်ဒီ၃ယောက်ရဲ့ထိတ်တိုက်တွေ့ဆုံမှုကိုနောက်ပိုင်းမှာဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။လေးစားချစ်ခင်ရတဲ့ညီကိုမောင်နှမများအပန်းမကြည့်ရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာ။